သူ့ဘာသူချက်ပြီးသူ့ဘာသူညှိုးနေတာအညှိုးနဲ့တင်ဝမ်းသုံးကလောက်သွားလို့ရတယ်လို့မထင်နဲ့နော်ဒီဟင်းရည်လေးကတကယ်ကိုတောက်လို့ကောင်းတယ်ကျမကြီးနဲ့လည်းအရန်သင့်တော်တာမို့လို့ဒီမိုးတွင်းရာသီဥတုနဲ့လည်းကိုက်နေရမို့လို့လာပြီးတော့ချက်ပြပေးတာဖြစ်ပါတယ်ပထမဦးဆုံးကျမကရင်နွေးပွက်စုထဲမှာလည်းငြုပ်သီးတောင်လေးတွေထည့်တယ်စစ်သွန်ပြူလေးတွေကိုထည့်လိုက်တယ်ပေါ့နော်ငြုပ်သီးကကိုအဆက်ကြိုက်ရင်ကြိုက်တဲ့လောက်ထည့်လို့ရတယ်ပြီးတော့ငါးလေးတစ်ပိုင်းပဲထည့်ပြီးတော့အုပ်ထားလိုက်ပါတယ်ဝမ်းနဲ့ပွက်လာပြီဆိုတာနဲ့ကျမကဒီစက်သွန်ပြူရဲ့ငြုပ်သီးတွေကိုကျမဆယ်လိုက်မယ်ပြီးတော့ငါးကိုလည်းတက်ဆယ်လိုက်မယ်ပေါ့နော်ဆယ်ပြီးတော့စက်သွန်ပြူနဲ့ငြုပ်သီးနဲ့ကိုကြိတ်မယ်ငါးကိုလည်းအယိုးတွေနှွာပြီးတော့အသားပဲကြအောင်နှွှင်လိုက်မယ်ပေါ့နော်ပြီးရနဲ့ခုနဒီဟင်းရည်အိုးထဲမှာကျမငါးသားနှွင်ပြီးသားလေးတွေထည့်လိုက်တယ်ပြီးတော့ခုနထောင်းစက်သွန်ပြူနဲ့ငြုပ်သီးမှဲ့နဲ့ထောင်းထားတာလေးတွေပဲပြန်ထည့်လိုက်ပါတယ်ထည့်လို့ဘုံနဲ့ပွက်ပြီးဆိုတာနဲ့ငံပြားရေးထည့်တယ်ကြက်သားမုန့်ထည့်တယ်ကျမစားလဲထည့်တယ်အချိုမုန့်တော့ဒီမှာမထည့်ဘူးချိုမုန့်ကြိုက်တဲ့သူကချိုမုန့်ထည့်ပေါ့နော်မထည့်ဘူးဆိုတာတချို့ဟင်းနေဆိုကျမထည့်တယ်ထည့်ကြမလို့တဲ့ဟင်းဆိုမထည့်ဘူးဒါဆိုမလို့ဘူးအသားလုံးနေရဲ့ဓာတ်နဲ့တင်သူ့ရဲ့အချိုဓာတ်ကပါပြီးဒါကြောင့်မို့မထည့်ဘူးเนาะထည့်ပြီးဘုံနဲ့ပွက်ပြီးဆိုတာနဲ့ကြက်ချောက်ကိုကျမရေနွေးဖြောထားလေးထည့်လိုက်တယ်ထည့်ပြီးတော့ဒီထဲမှာနူးအောင်လို့ကြက်ချောက်လေးတော့ပါလို့လေနည်းနည်းလေးကြာပြုတ်လိုက်တယ်เนาะကဲပြုတ်ပြီးကြက်ချောက်လေးလည်းနည်းနည်းနူးပြီးဆိုတာနဲ့ငဖဲစုံလုံးလေးတွေကိုထည့်လိုက်ပါတယ်ပြီးတော့ခုနငဖဲနဲ့ထားတဲ့ဇလုံးချင်းရည်လေးလည်းထည့်လိုက်တယ်ပေါ့နော်ထည့်ပြီးရနဲ့အဖုံးလေးအုပ်ပြီးထားလိုက်ပါတယ်ဒီလိုဘွန်းနဲ့ပွက်လာပြီးဆိုလို့ရှိရင်တော့အသားတွေလည်းနူးပြီးဝမ်းနဲ့ပွက်လာပြီးအရသာလည်းအစင်သင့်โอเคတယ်ဆိုလို့ရှိရင်တော့ကျမကနွယ်ရွယ်လေးတွေကိုခတ်လိုက်ပါတယ်ဒီနန်းရွယ်လေးတွေကကလေးလေးတွေကတော့တိတ်မကြိုက်ဘူးလူကြီးတောက်မယ်ဆိုရင်တော့တောက်ပေါ့နော်ကလေးတွေပဲကျွေးမယ်ဆိုရင်တော့နန်းရွက်ကိုမခက်နဲ့အဖြူတယ်လေးပဲတိုက်လိုက်နော်ကဲဒါဆိုလို့ရှိရင်အရန်ရတာရှိပြီအရန်တောက်လို့ကောင်းတယ်မိုးရသည်ဥရုနဲ့လည်းကိုက်နေတဲ့ဟင်းရည်လေးရပြီပေါ့နော်ဒီဟင်းရည်ကကျမစီတစ်စက်မှလည်းသုံးမသွားဘူးအသားလုံးတွေကလည်းဒီကိုယ့်ဟာကိုယ်ဈေးသွားဝယ်ပြီးကိုတိုင်းပြုတ်လုပ်တဲ့အသားလုံးလေးလည်းဖြစ်တယ်ပြီးတော့ကြက်ချောက်တို့အသားလုံးတို့ငါးတို့ဆိုတာလည်းအာဟာရနဲ့လည်းပြည့်ဝရလေနော်ဒါကြောင့်မို့ကျမကြီးလည်းညီးတယ်အာဟာရလည်းပြည့်ဝတယ်ဒီလိုဟင်းညွန့်လေးကိုမိုးရင်းမှာခတ်ပြီးတော့ချက်ပြီးတော့တောက်တယ်ဆိုလို့ရှိရင်တော့တော်တော်လေးအဆင်ပြေတယ်နည်းနည်းနေမကောင်းဖျားနေဆိုလို့ရှိရင်ဒါမျိုးလေးလုံးတိုက်ပြီးတော့အရန်တောက်လို့ကောင်းတယ်တကယ်ကိုရှုပ်ပြဲပွင့်ထွက်ပဲငရုတ်သီးကြိုက်ငရုတ်သီးကိုဒီထက်များထည့်လိုက်အောင်တော်တော်ကိုတောက်လို့ကောင်းတယ်နော်။ဒါကြောင့်မို့လာပြီးချက်ပြပေးရဖြစ်ပါတယ်အားလုံးပဲကျေးဇူးပါ။